အမေဆုံးမိုးတစ်တို့လို့ပြောလိုက်တာနဲ့ကမ္ဘာအကြီးဆုံးဝင်မျိုးစစ်ဖြစ်တဲ့အနာခိုရာနဲ့တခြားအစိပ်ပြင်းတေးစင်တွေကိုပြင်းပြမိကြပါပါဒီတစ်ခုမှာတော့အမေဆုံးမိုးတစ်တို့ထေကတေးဆုံးနဲ့အစိပ်အပြင်းဆုံးတေးစင်တစ်ကောင်အကြောင်းကိုပြောပြပါမယ်အဲ့ဒါတော့မှတ်ပါတဲ့အကြောင်းသိရှိပြီး Golden Fraser ပေါ်လို့နာမည်ပေးထားတဲ့ဟာမျိုးစစ်တစ်ခုအကြောင်းပါဟာဆိုတဲ့အတိုင်းပဲဆော့ဆက်တဲ့ဒေသမှာပဲအများဆုံးနေထိုင်ကြတာပါအရွယ်စား50စင်တီမီတာလောက်ပဲရှိကြပြီးအကောင်သေးပေမဲ့အလွန်အစိပ်ပြင်းတဲ့အကောင်တွေပါအရှောင်ကတော့အဝါရောင်လီမိုရောင်နဲ့တခြားအရောင်တွေလည်းရှိတဲ့ကြပြီးဒီအထင်းမှာမှအဝါရောင်နဲ့လီမိုရောင်ရှိတဲ့အကောင်တွေဟာစိတ်ပိုပြင်းကြပါတယ်သူတို့ရဲ့အစိတ်ကတော့တခြားမဟုတ်ပဲသူတို့ရဲ့ခန္ဓာကိုယ်ကအချွေးရည်တွေပါဒီစိတ်တွေကိုတော့ Paracotasin လို့ခေါ်ကြပါတယ်သူတို့ရဲ့အစိတ်ရည်တွေက1 mg လောက်သာရှိကြပါတယ်ဒါပေမဲ့ဒီ1 mg ကလူ10ယောက်ကနေအယောက်20အထိကိုသိစေနိုင်ပါတယ်နောက်ပြီးသူစနာတစ်ခုကဒီအစိတ်တွေဟာသူတို့ရဲ့မွေးရပါအစိတ်တွေမဟုတ်ပဲသူတို့ရဲ့အစားအစာဖြစ်တဲ့ပိုးမွားတွေကနေရှိလာကြတာပါကျွန်တော်တို့တွေကဒီဘားတွေကိုမတိုးတဆထိမိတာနဲ့တနားရဲ့အတွင်းမှာပြေဆုံးနိုင်ပြီးအယိုးစစ်နဲ့ကြွသားတွေမလှုပ်ရှားနိုင်တော့တာတွေအသက်ရှူချက်တာတွေနဲ့နောက်ဆုံးနှလုံးကြွသားတွေရဆိုင်တာအထိဖြစ်ပြီးအချိန်နည်းငယ်အတွင်းမှာပြေဆုံးသွားနိုင်ပါလေအမေဆုံးမိုးတစ်တို့ထဲမှာအခြားတော့သိငယ်ပြီးအစိပ်ပြင်းတဲ့အကောင်တွေရှိပေမဲ့ Golden Fraser 4ကတော့ချင်းမိတာနဲ့ပေးစေနိုင်တဲ့ Paracotasin ဆိုတဲ့ရှားပါအစိပ်တစ်မျိုးပိုင်ဆိုင်ထားတာမို့အမြင့်အစိပ်ပြင်းဆုံးဆိုတဲ့နေရာကိုပိုင်ဆိုင်ထားကြပါတယ်လူကြီးမင်းတို့ထင်ပါလေအားမြင်ဖမ်းချင်တဲ့သူတွေပါရင်တတိထားဖို့အတွက်အကျင့်ပြုရှင်ပါတယ်ဆုံးလေးကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးပါကျွန်တော်ကတော့ခေးနိုင်ပဲဖြစ်ပါတယ်